သမိုင်းပညာရှင်တွေရေးသားခဲ့တဲ့လူသားတွေရဲ့ဖြစ်တည်မှုဟာတကယ်ပဲမှန်ကန်ရဲ့လားကမ္ဘာပေါ်မှာသိပ္ပံပညာရှင်တွေဘလို့မှအဖြေရှာလို့မရတဲ့ခေတ်ကာလနဲ့လုံးဝမကိုက်ညီတဲ့ရှေးဟောင်းပစ္စည်းတွေအများကြီးရှိနေပါတယ်ဒီနေ့ Factora ကနေပြီးတော့သင်ကိုအံ့ဩသွားစေမယ့်အထူးဆန်းဆုံးရှေးဟောင်းပစ္စည်း၅ခုကြောင်းတင်ဆက်ပေးသွားမှာပါ Number 1 Antikythera mechanism ရှေးဟောင်းကွန်ပျူတာဂရိကျွန်းစုတစ်ခုမှာတွေ့ရှိခဲ့တဲ့ဒီပစ္စည်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကတည်းကတည်ရှိခဲ့တာပါဒါပေမဲ့ဒါဟာခေတ်မီနဲ့ခေတ်ဘီယာတွေ့ချက်မှုတွေကိုလှုပ်ဆောင်နိုင်တဲ့ကမ္ဘာပထမဆုံး analog computer တစ်ခုဖြစ်လို့နေပါတယ်အဲ့ဒီခေတ်ကလူတွေဟာဒီလောက်အဆင့်မြင့်တဲ့စက်မှုနည်းပညာကိုဘယ်ကနေရခဲ့ကြတာလဲဆိုတာဘယ်သူမှအဖြေရှာလို့မရသေးပါဘူး Number 2 The Voynich manuscript ဘယ်သူမှဖတ်လို့မရတဲ့စာအုပ်စာမျက်နှာ240ကျော်ရှိတဲ့ဒီစာအုပ်ထဲမှာထူးဆန်းတဲ့အပင်တွေနက်ခတ်ဗေဒပုံစံတွေနဲ့ဘယ်ဘာသာစကားမှမသိနိုင်တဲ့စာတွေရေးသားထားပါတယ်။ကမ္ဘာအတော်ဆုံးစက္ကဝတ်ဖော်ထုတ်သူတွေတောင်ဒီနေ့အထိတလုံးမှဖတ်လို့မရသေးတဲ့ဒီစာအုပ်ဟာဘယ်သူတွေရေးသားခဲ့ကြတာလဲ။ဒါမှမဟုတ်တခြားကမ္ဘာကလာတာများလား။ Number 3 Baghdad battery ရှေးဟောင်း batteryအီရတ်နိုင်ငံမှာတွေ့ရှိခဲ့တဲ့နှစ်ပေါင်း2000ကျော်သက်တမ်းရှိတဲ့ယွန်အိုးလီတွေထဲမှာတော့ဂျင်းနီချောင်းတွေပါဝင်နေပြီးဒီဂျင်းနီချောင်းတွေဟာလျှက်စစ်တပ်အားကိုထုတ်လွှတ်နိုင်တဲ့ဘက်ထရီတွေဖြစ်နေပါတယ်။သမိုင်းမှာမပါဝင်တဲ့လျှက်စစ်ပညာရက်တွေကရှိနေခဲ့တာလား။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကလူတွေဟာလျှက်စစ်တပ်အားကိုသုံးစွဲခဲ့ကြတာလားဆိုတာကိုတော့ယနေ့အချိန်ထိပညာရှင်တွေစဉ်းစားရခက်နေစေပါပဲ။ Number 4 The Saqqara bird ရှေးရောင်းလျင်ပြန်အီဂျစ်ပီရမစ်တွေထဲမှာတွေ့ခဲ့ရတဲ့တစ်တာညက်ရုခါဆိုရင်တကယ်တော့အဆင့်မြင့်လေယွင်ပြန်တန်းမှုနည်းပညာတွေနဲ့တိစောက်ထားတာပါလေယွင်ပြန်တွေမပေါ်ခင်နှစ်ပေါင်းထောင်ကြီးကတည်းကရှေးရောင်းလူသားတွေဟာပြန်တန်းချစ်အသက်ပညာကိုတည်နေခဲ့ကြတာများလား Number 5 Iron Pillar of Delhi ဘယ်တော့မှတန်ကြီးမတက်တဲ့တိုင်ကြီးအိန္ဒိယနိုင်ငံမှာရှိတဲ့ဒီတန်တိုင်ကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်း1600ကျော်ကတည်းကနေပူမိုးရွာထဲမှာရှိနေခဲ့တာပါဒါပေမဲ့အန်အောစရာကောင်းတာကအဲ့ဒီတန်နိုင်ကြီးဟာအခုအချိန်ထိတန်ကျေးသဆတ်မှမတက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီခေတ်ကလူတွေဟာအခုခေတ်ထက်တောင်တာလွန်နဲ့တန်မလိနီးပညာကိုပိုင်ဆိုင်ခဲ့ကြတာလား။ဒီပစ္စည်းတွေဟာလူသားတွေရဲ့သမိုင်းကြောင်းကိုပြန်ပြင်ရတော့မဲ့သက်သေတွေဖြစ်နေပါတယ်။သင်ရောဒီအရာတွေထဲကဘယ်တစ်ခုကအထူးဆန်းဆုံးလို့ထင်ပါသလဲ။ comment မှာပြောခဲ့ပေးပါဦး။အခုလိုစိတ်ဝင်စားစရာအချက်လက်တွေကိုအမြဲကြည့်ဖို့ Factora ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။